အားလုံးမင်္ဂလာပါဗျာဖူဘောပိုင်ကေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့စနေနေ့မှာတော့ဂျာမန်ဘွန်ထွန်တီကပွဲစဉ်အားလုံးတပြိုင်နဲ့ရှင်ပြိုင်သွားဖို့ရှိတယ်ကျွန်တော်အနေဖြင့်ရှေ့ဗီဒီယိုမှာတော့ဟိုင်ဒန်ဟင်းအသင်းနဲ့မိန်အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်ချက်ပြုလုပ်ခဲ့ပြီးတော့ဒီဗီဒီယိုမှာတော့ယူနီယံဘာလင်နဲ့အော့စပက်အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်ချက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်သုံးသက်ချက်မပြုလုပ်မီဒီနေ့ညမောင်းတွဲလိုချင်တဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel မှာမောင်းတွဲတင်ပေးသွားဖို့ရှိတယ်ဒါကြောင့်မလို့မောင်းတွဲလိုချင်တဲ့ညီကိုတွေကတော့ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ကျွန်တော် channel ကိုတော့ကျွန်တော်ရဲ့ bio မှာတင်ပေးထားပါတယ်လက်ရှိသုံးသက်ပေးမဲ့ပွဲစဉ်ကတော့ Oxford နဲ့ Union Berlin အသင်းတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကဂိုးအများကိုသဘောကျမိတယ်ဘာလို့ဂိုးအများကိုသဘောကျရလဲဆိုတော့ Oxford နဲ့ Union Berlin တို့ရဲ့ head to head နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု6ကြိမ်မှာ6ကြိမ်သုံးဂိုးနေထားတယ်ဖွင့်နေထားတဲ့ဂိုးပေါင်းကလည်းအမြင့်ဆုံးမှာ3ကို30စားလောက်ပဲဖွင့်ထားတာဖြစ်တယ်လက်ရှိဒီနှစ်သင်းအနေဖြင့် Oxford ရော Union Berlin ရော German Bundesliga နောက်ဆုံးပွဲမှာအမှတ်လည်းမလို့တော့ဘူးဒီပွဲစဉ်ကOxford ပဲရှုံUnion Berlin ပဲရှုံနှစ်သင်းသုံးအတွက်အမတ်မလို့တဲ့အနေအထားဖြစ်တယ်ဒါတော့မှထိတ်တိုက်တွေးဆုံမှုနောက်ဆုံး6ကြိမ်မှာလဲဂိုးနေထားတယ်ဒီနှစ်သင်းအနေဖြင့်နောက်ဆုံးပွဲစဉ်မှာအမတ်လည်းမလို့တာကိုမှလက်ရှိဖွင့်သစ်ထားတဲ့ဂိုးပေါင်း3ကို60ရှုံးထီကတော့ဒီပွဲစဉ်မှာတေချာပေါ့ကျွန်တော်ကတော့၄ဂိုးအထိရှောက်သွားလိမ့်မယ်လို့ကျွန်တော်ကယုံကြည်တယ်ဒါကြောင့် Oxford နဲ့ Union Berlin အသင်းတို့ရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးအများကိုရွေးချယ်ပေးခြင်းပါတယ်အားလုံးပဲတားပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ